ီးတယ်တွေနဲ့ပြည့်ကျနေတဲ့လေးစိမ့်မြင်ကွယ်ပုံမှန်အတိုင်းစစ်ဆေးနေတဲ့နိုင်ငံကူးလက်မှတ်စစ်စင်ရင်ကောင်းတာဒါပေမဲ့ရုတ်တရက်အဲ့ဒီနေရာမှာထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်သွားပါတော့တယ်ဝက်ကောင်းစားလာဝစ်စင်ထားပြီးတော့ဘာသာစကားမျိုးစုံကိုပြောဆိုနိုင်တဲ့အမျိုးသားတအုပ်ရောက်လာပါတယ်သူကသူ့ရဲ့နိုင်ငံကူးလက်မှတ်ကိုတင်ပြလိုက်တဲ့အခါမှာတော့အကောက်ခွန်အရာရှိတွေကလုံးဝကိုထိုက်လန့်သွားပါတယ်ဘာကြောင့်လဲဆိုတော့နိုင်ငံကူးလက်မှတ်ကတူရက်ဆိုတဲ့နိုင်ငံကထုတ်ပေးတာဖြစ်နေလို့ပါရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင်တော့ကမ္ဘာမြေပုံပေါ်မှာတူရက်ဆိုတဲ့နိုင်ငံကလုံးဝကိုမရှိပါဘူးဒါဆိုရင်ဒီလူကဘယ်ကလာတာလဲ time traveler လားဒါမှမဟုတ်တခြားစကြဝဠာကလာတဲ့သူလားဆိုတာကိုကျွန်တော်နဲ့အတူကြည့်လိုက်ရအောင်ဗီဒီယိုလေးမစခင်မှာကျွန်တော် channel လေးကို subscribe မလုပ်သေးဘူးဆိုရင် subscribe လုပ်ထားပြီးတော့ဘေးကခေါင်းလေးကိုနှိပ်ထားခဲ့ဖို့တောင်းဆိုပါရစေဒီအဖြစ်အပျက်က1954ခုနှစ်ဇူလိုင်လရဲ့ပူပြင်းတဲ့နေ့တစ်နေ့မှာဂျပန်နိုင်ငံတိုကျိုမြို့အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခုမှာဖြစ်ပွားခဲ့တာပါလေဆိပ်ကိုရောက်လာတဲ့ဒီအမျိုးသားကိုအကောက်ခွန်အရာရှိတွေကတီးခြားအခန်းတစ်ခုမှာခေါ်ယူစစ်မေးပါတော့တယ်သူကစစ်ဆေးမေးမြန်းမှုကိုပူးပေါင်းဆောင်ရွက်ပြီးတော့အရန်ကိုတင်ငင်အေးဆေးနေပါတယ်ဒါပေမဲ့သူ့ကိုဘာလို့ဒီလောက်မေးမြန်းနေရလဲဆိုတာကိုတော့အကြီးအကျယ်နားမလည်ရှုပ်ထွေးနေပုံရပါတယ်သူကတိုရက်ဆိုတဲ့နိုင်ငံကနေလာတာပါလို့အခိုင်အမာပြောကြပါတယ်ဒီတိုရက်နိုင်ငံကပြင်သစ်နဲ့စပိန်နိုင်ငံကြားမှာတည်ရှိတယ်လို့ပါထပ်ပြောပါတယ်အရာရှိတွေစိတ်ရှုပ်ထွေးနေတာကိုသူလုံးဝလားမနေပါဘူးသူတင်ပြခဲ့တဲ့တိုရက်နိုင်ငံကူးလက်မှတ်ကိုတေချာကြည့်လိုက်တဲ့အခါမှာတော့ပို့ပြီးတော့ထူးဆန်းလာခဲ့ပါတယ်နိုင်ငံကူးလက်မှတ်ကဘယ်သူမှလိမ်လည်ပြေးထုတ်ထားတယ်လို့မထင်ရလောက်အောင်စစ်မှန်တဲ့ပုံစံရှိနေပါတယ်နိုင်ငံကူးလက်မှတ်စစ်ဆေးရေးမှုတွေကအတူအပတွေနဲ့အကျွမ်းတဝင်ရှိကြပေမဲ့ဒီစာရွက်စာတမ်းရဲ့အရေးအသေးကိုတော့မငြင်းနိုင်ခဲ့ကြပါဘူးပို့ပြီးတော့အံ့ဩဖို့ကောင်းတာကဒီနိုင်ငံကူးလက်မှတ်ထဲမှာနိုင်ငံအသီးသီးကဗီဇာတစ်စိတ်ကောင်းတွေအများကြီးရနေထားတာကိုတွေ့ရပါတယ်အဲ့ဒီတစ်စိတ်ကောင်းတွေထဲမှာဂျပန်နိုင်ငံရဲ့ဗီဇာတစ်စိတ်ကောင်းတွေကိုတောင်တွေ့ရပါတယ်ဒါကသူကဒီလီစိတ်ကိုဒီနိုင်ငံကူးလက်မှတ်နဲ့ပဲအရင်ကခီးသွားလာခဲ့ဘူးတယ်လို့ပြသနေတာဖြစ်တဲ့အတွက်ဒီလူကိုရိုးလိမ်လည်သူအဖြစ်နဲ့တတ်မှတ်ဖို့ခက်ခဲစေခဲ့ပါတယ်နောက်ဆုံးတော့အရာရှိတွေကကမ္ဘာမြေပုံကြီးတစ်ချက်ကိုယူလာခဲ့ပြီးတော့သူ့ရဲ့ tourist နိုင်ငံပမာရှိလဲဆိုတာကိုလက်ညှိုးထိုးပြခံခဲ့ပါတယ်ဒါကအရေးကြီးဆုံးအခိုက်အတန့်ဖြစ်လာခဲ့ပါတယ်မြေပုံကိုမြင်လိုက်တဲ့အခါမှာတော့ဒီလူကစိတ်လှုပ်ရှားဒေါသထွက်လာပါတယ်ဘာကြောင့်လဲဆိုတော့မြေပုံပေါ်မှာသူ့နိုင်ငံကိုမတွေ့ရလို့ပဲဖြစ်ပါတယ်သူကပြင်သစ်နဲ့စပိန်နိုင်ငံဒီနေ့ကအန်ဒရာလို့ခေါ်တဲ့နေရာကိုလက်ညှိုးထိုးပြီးတော့သူ့ရဲ့ tourist နိုင်ငံကဒီနေရာမှာနှစ်ပေါင်း1000လောက်ကလေးကတည်ရှိနေတာပါလို့တင်းတင်းမာမာညှင်းဆိုပါတယ်သူ့ရဲ့မျက်နှာမှာတင်ဟန်းနေတဲ့ရှုပ်ထွေးမှုနဲ့စိတ်ပြအားငယ်မှုတွေကသူ့ဘက်ကသာအမှန်ဖြစ်တယ်လို့တကယ်ယုံကြည်နေတာကိုပြသနေပါတယ်ဒါအပြင်အဲ့ဒီစာရဲစာရွက်တွေပေါ်က corporate အမည်နဲ့ဘန်တီနီယာတွေကိုတော့ကျွန်တော်တို့ကမ္ဘာပေါ်ကဘယ်နေရာမှရှာမတွေ့ခဲ့ပါဘူးဒီလိုစစ်မှန်တဲ့အထောက်အထားတွေကတကယ်မရှိတဲ့နိုင်ငံတစ်ခုနဲ့ပတ်သက်နေတာကိုဖော်ပြနေပါတယ်ဒီလိုအထောက်အထားတွေကထူးဆန်းနေတဲ့အတွက်ဂျပန်လူမျိုးရေးအဖွဲ့ကဒီမျိုးသားကိုထိန်းသိမ်းထားဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့ကဒီစိတ်အနီးကဟိုတယ်တစ်ခုမှာလုံခြုံတဲ့အခန်းတစ်ခန်းကိုစီစဉ်ပေးပြီးတော့သူ့ကိုနေရာချထားလိုက်ပါတယ်သူတို့အနေနဲ့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတဲ့အချိန်မှာဒီလိုထွက်ပြေးလို့မရအောင်လို့အခန်းအပြင်ဘက်မှာလူဝင်မှုကြီးကြပ်အရာရှိ2ဦးကိုအဆောင်ချလိုက်ခဲ့ပါတယ်ဒီလူကိုအနားယူတိုင်းပြီးတော့သူပြောတဲ့ကုမ္ပဏီအကြောင်းကိုစုံစမ်းဖို့အချိန်ယူလိုက်တာပဲဖြစ်ပါတယ်ဒီလူကဂျပန်ကိုသူလာရောက်ဖို့ရှိရလို့ပြောတဲ့ကုမ္ပဏီကနေအဆက်အသွယ်ရောက်လာမယ့်အချိန်ကိုစောင့်နေပါတယ်ဒါပေမဲ့သူပေးထားတဲ့ဖုန်းနံပါတ်အတိုင်းခေါ်ယူကြည့်တဲ့အခါမျိုးမှာလည်းအဲ့ဒီလိုကုမ္ပဏီမျိုးလုံးဝမရှိကြောင်းသိရပါတယ်ဂျပန်အရာရှိတွေကအချိန်ကုန်လာတာနဲ့အမျှပို့ပြီးတော့ဆိတ်ဆုပ်ထွေးလိုက်ရပါတယ်နောက်တစ်နေ့မနေ့ရောက်တဲ့အခါမှာတော့ဒီစုံစမ်းစစ်ဆေးမှုရဲ့အထွတ်အထိပ်လို့ပြောလို့ရတဲ့အံ့ဩစရာအဖြစ်အပျက်တစ်ခုဖြစ်ပေါ်လာပါတော့တယ်အခန်းအပြင်မှာစောင့်နေတဲ့လူဝင်မှုကြီးကြပ်ရေးအရာရှိတွေကမနက်ကင်းစစ်ဆေးဖို့အတွက်အခန်းထဲကိုဝင်အောင်ကြည့်ရှုလိုက်တဲ့အခါမှာတော့လုံးဝကိုမထင်တဲ့ကိစ္စတစ်ခုဖြစ်သွားခဲ့ပါတယ်တောက်ခတ်ထားတဲ့အခန်းတကားတွေကနေအမျိုးသားကပျောက်ကွယ်သွားပြီဖြစ်ပါတယ်ထွက်ပြေးသွားတဲ့အရေးအယောင်လည်းလုံးဝမတွေ့ရပါဘူးဟိုတယ်အခန်းကအပေါ်ဆုံးထပ်နီးပါးမှာရှိနေပြီးတော့ဗရင်းပေါက်တွေကလည်းပိတ်ထားပါတယ်လက်ကလေးဒါမှမဟုတ်ဒေတာစာကနေထွက်ပြေးဖို့ဆိုတာကလည်းမဖြစ်နိုင်တဲ့အနေအထားပါပို့ပြီးတော့ထိတ်လန့်စရာကောင်းတာကတော့အဲ့ဒီအမျိုးသားရဲ့ပိုင်ဆိုင်ပစ္စည်းအားလုံးမှာပျောက်ကွယ်သွားတာပဲဖြစ်ပါတယ်သူ့ရဲ့ tourist နိုင်ငံကူးလက်မှတ်ငွေကြေးတွေနဲ့စီးပွားရေးစာရေးစာရွက်တွေအားလုံးကိုအရာရှိတွေကလေဆိပ်လုံခြုံရေးရုံးမှာတည်တံ့တင်ထားခဲ့တာဖြစ်ပေမဲ့အခုအခါမှာတော့အဲ့ဒီထောက်ထားတွေအားလုံးကလုံးဝခြေရလက်ရမကျန်မဲ့နဲ့ပြဆုံးသွားခဲ့ပါတယ်အဆောင်ရှောက်တွေနဲ့လူကြိုးစားထားရှိကြတဲ့အခန်းတစ်ခန်းကနေလူတို့ဦးကလုံးဝခြေရလက်ရမကျန်မဲ့နဲ့ဘလို့ပျောက်ကွယ်သွားတာလဲဒါအပြင်လေဆိပ်ရုံခန်းတွေကပစ္စည်းတွေကပါဘလို့လုပ်ပြီးတော့ပျောက်ကွယ်သွားရတာလဲဒါကရိုးရှင်းရှင်းလိမ်လည်မှုဒါမှမဟုတ်လှုပ်ဝက်ချက်တစ်ခုတော့မဟုတ်တော့ပါဘူးဒီအမျိုးသားပျောက်ကွယ်သွားပြီးနောက်မှာတော့ဒီဖြစ်ရပ်ကိုရှင်းပြနိုင်ဖို့ theory အမျိုးမျိုးပေါ်ထွက်လာပါတယ်ပထမဆုံးစဉ်းစားကြတာကတော့ဒါကအလွန်အဆင့်မြင့်တဲ့လှည့်စားမှုတစ်ခုဖြစ်မလားဆိုတာဖြစ်ပါတယ်ဒါပေမဲ့ဒီလိုလှည့်စားမှုကိုဘာအကျိုးမြတ်မှမရှိဘဲနဲ့ဒီလောက်တော့အချိန်ကုန်ခံငွေကုန်ခံပြီးတော့ဘာကြောင့်လုံးဆောင်ရတာလဲ
နိုင်ငံကူးလက်မှတ်ပေါ်ကဗီဇာတစ်စိတ်ကောင်းများစွာနဲ့စီးပွားရေးစာရွက်စာတမ်းအတုကိုဘယ်လိုများဒီလောက်ပြည်ပြင်းအောင်ဖန်တီးနိုင်ခဲ့တာလဲဆိုတဲ့မေးခွန်းတွေကအပြေရှားခက်စေပါတယ်။နောက်တစ်ချက်ကဒီတီယိုရီကဟိုတယ်အခန်းထဲကနေခြေရလက်ရမကျဲမဲနဲ့ပျောက်ကွယ်သွားခြင်းနဲ့တွန်တွင်းရုံးကအစာရွက်စာရွက်တွေပျောက်သွားခြင်းကိုတော့လုံးဝရှင်းပြနိုင်စွမ်းမရှိပါဘူး။ဒုတိယ theory တစ်ခုကတော့ဒီလူက geographic error ကြောင့်စေရောဂါတစ်ခုခုခန်းစားနေရတာဒါမှမဟုတ်တမိုင်းဝင်နိုင်ငံဟာတစ်ခုအကြောင်းပြောနေတာလားဆိုတာဖြစ်ပါတယ်။ဒါပေမဲ့ဒီအချက်ကိုလည်းပယ်ချခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့သူကခင်မီတဲ့ငွေကြေးတွေကိုကင်ဆောင်ထားပြီးတော့သူ့ရဲ့နိုင်ငံအကြောင်းကိုအသေးစိတ်နဲ့ခိုင်မာတဲ့ဖော်ပြချက်တွေကိုပေးခဲ့လို့ပဲဖြစ်ပါတယ်။သူကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပျောက်ကွယ်သွားခဲ့တဲ့နိုင်ငံဟောင်းတစ်ခုအကြောင်းပြောနေတာမဟုတ်ဘဲနဲ့သူ့နိုင်ငံကခင်မီပြီးတော့ပုံမှန်အတိုင်းတည်ရှိနေရလို့အခိုင်အမာပြောဆိုနေခဲ့တာဖြစ်ပါတယ်။ဒါဆိုရင်တခြား theory တွေကတော့ဘယ်လိုမျိုးရှိမလဲ။တတိယနဲ့အစမ်းကျဆုံး theory ကတော့သူကတခြားစစ်ကြဝဠာကဆိုတဲ့အကျိုးဆက်ပဲဖြစ်ပါတယ်။ဒီ theory အရ Taurus ဆိုတဲ့နိုင်ငံကကျွန်တော်ကဘာမဟုတ်ပဲနဲ့ပြန်ဆိုင်နေတဲ့စစ်ကြဝဠာတစ်ခုမှအန်ဒရိုနိုင်ငံနေရာမှာတကယ်ကိုတည်ရှိနေပါတယ်။သူကစစ်ကြဝဠာနယ်နိမိတ်ကိုမတော်တဆဖြစ်ကျော်မိပြီးတော့ကျွန်တော်ကဘာစီရောက်လာခဲ့တာဖြစ်နိုင်ပါတယ်။ဒါကို dimensional slip လို့ခေါ်ဆိုနိုင်ပါတယ်။သူကမေယုံနိုင်လောက်အောင်ပျောက်ကွယ်သွားတာကတော့သူ့စစ်ကြဝဠာကိုပြန်သွားခြင်းဖြစ်နိုင်ပါတယ်။ဒါကအတွင်းကနေတောက်ခတ်ထားတဲ့တကားဘလို့မှခြေရခံလို့မရတဲ့စာရွက်စာတမ်းတွေနဲ့ပိုင်ဆိုင်မှုတွေပြောက်ကွယ်သွားခြင်းကိုအကောင်းဆုံးရှင်းပြနိုင်ပါတယ်။နောက်ဆုံးသရုပ်ဓာတ် theory ကတော့သူက time traveler ဖြစ်နိုင်တယ်ဆိုတဲ့အယူဆပဲဖြစ်ပါတယ်။သူကသူရောက်လာတဲ့နေရာကိုအချိန်ကာလကိုမှားယွင်းစွာတွက်ချက်မိခဲ့တာလား။ဒါမှမဟုတ်ကိမမီတော့တဲ့ကမ္ဘာမြေပုံကိုအသုံးပြုခဲ့တာလား။ဒါဆိုရင်1954ခုနှစ်မှာမရှိတော့တဲ့နာမည်ဒါမှမဟုတ်နေရာကိုအသုံးပြုခြင်းကိုရှင်းပြနိုင်ပါတယ်။ဒါပေမဲ့သူ့ရဲ့ခင်မီရဲ့ပုံစံခင်မီရဲ့စာရွက်စာတမ်းတွေနဲ့ငွေကြေးတွေကတော့ဒီ theory ကိုအနိုင်ငယ်ပယ်ချဖို့ဖြစ်စေခဲ့ပါတယ်။ဘလို့ပဲဖြစ်ဖြစ် Taurus နိုင်ငံကလာတဲ့သူရဲ့ဖြစ်ရကယနေ့ခေတ်အထိလှိုးဝဲဆန်းကျတဲ့ဇလန်တစ်ပုဒ်အဖြစ်နဲ့တန်ရှိနေစေဖြစ်ပါတယ်။ဒီ Taurus ကလာတဲ့သူရဲ့ဖြစ်ရမှန်ဇလန်မှာအရေးကြီးဆုံးနဲ့ဘယ်သူမှမငြင်းနိုင်တဲ့အချက်၃ချက်ရှိပါတယ်။ပထမတစ်ချက်ကတော့ Taurus နိုင်ငံကူလက်မှတ်ရဲ့ထူးခြားတဲ့ပုံစံနဲ့ visa တစ်စိတ်ကောင်းတွေပါဝင်နေခြင်းဖြစ်ပါတယ်။ဒုတိယတစ်ချက်ကတော့ဒီမျိုးသားကသူ့ရဲ့နိုင်ငံတည်ရှိမှုကိုအသေးစိတ်နဲ့တသမတ်တဲ့ပြောဆိုသွားခြင်းပဲဖြစ်ပါတယ်။နောက်ဆုံးတတိယတစ်ချက်ကတော့လုံခြုံရေးအဆောက်အအုံတွေနဲ့ထိန်းသိမ်းထားတဲ့အခန်းထဲကနေလုံးဝပျောက်ကွယ်သွားခြင်းပဲဖြစ်ပါတယ်။ဒီအချက်၃ချက်ကိုဂျပန်အာဏာပိုင်တွေကဘလို့မှရှင်းပြနိုင်ခြင်းမရှိခဲ့ပါဘူး။နောက်ဆုံးမှာတော့ဂျပန်အရာရှိတွေကဒီဖြစ်ရပ်ကိုတရားဝင်ပိတ်သိမ်းလိုက်ရပါတယ်။ဒီလူရဲ့ပျောက်ကွယ်သွားတဲ့နိုင်ငံကူးလက်မှတ်အပါအဝင်ထူးဆန်းတဲ့စာရွက်စာတမ်းတွေကိုမှတ်တမ်းအဖြစ်တင်စီထားခဲ့ရပြီးတော့အဲ့ဒီနောက်ပိုင်းမှာဘလို့မှရှင်းပြလို့မရတဲ့အဲ့ဒီအဖြစ်အပျက်အတွက်တရားဝင်ဖြေရှင်းတစ်ခုကိုဘယ်တော့မှပေးနိုင်ခဲ့ခြင်းမရှိပါဘူး။ဒါကြောင့်ဒီဖြစ်ရပ်ကနေထွက်ပေါ်လာတဲ့လိုအပ်ချက်တွေကမဖြေရှင်းနိုင်တဲ့ဗဟိတခုအဖြစ်နဲ့တင်ရှိနေရတာဖြစ်ပါတယ်။ဒါဆိုရင်အခုကြည့်နေတဲ့ပြည်သူတို့ကရောဘယ်လိုမျိုးထင်လဲ။ဒီအမျိုးသားက20ရာစုရဲ့အလိညာသမားတစ်ယောက်လား။ဒါမှမဟုတ်လေစိတ်တစ်ခုရဲ့လူရှင်းတဲ့လုံစင်စစ်ဆေးမှုတွေတစ်ခုကကျွန်တော်တို့ကဘာနဲ့နောက်တဲ့စစ်ကြောဝလာတစ်ခုရဲ့ခေတ္တခဏတွဲဆုံအောင်နေရာဖြစ်သွားခဲ့တာလား။ဘယ် theory ကဖြစ်နိုင်ဆုံးလို့ထင်လဲ။ပြည်သူတို့ရဲ့ထင်မြင်ယူဆချက်ကို comment မှာမျှဝေပေးခဲ့ပါဦး။